ရှန်ငင်လို့စခန်းရှန်ငင်လို့စခန်း238တိခန့်တယ်ဆိုတာတော်တော်မလွယ်တဲ့အလုပ်ပါဘလောက်ပဲတိခန့်ကိုဘကတိခန့်နိုင်တဲ့အတိုင်းဒါကုံဆုံးတာနဲ့သူ့အဆိုးကကိုအဆိုးဖြစ်ရရောအခြေအတင်ဖြစ်လာတော့မှဟိုဘက်ဒီဘက်တိခန့်ကြပါဝင်ထားကြတာအဲ့ဒီမတိုင်ခင်ကတော့သူ့ဟာသူခံလို့လုပ်နေတာလေလုတ်ပလိစေဆိုပြီးပြစ်ထားကြတာမလားအဲ့ဒီတော့ကိုကလည်းကို limit ကိုတီးပြီးအဲ့ဒီ limit မရောက်မချင်းလှုပ်လို့ရမှန်းသိလို့လှုပ်တယ်ဆိုတဲ့လူတွေရမလားလို့လှုပ်ကြည့်တာဆိုတဲ့လူတွေကျုံးဝင်မလာအောင်ဒီကနေတက်မလာနဲ့လှည့်ပြန်ဆို curfew area သတ်မှတ်ပေးထားရပါတယ်ကိုရုစေးကဖုတ်လိုက်လူငမာတွေကိုရှင်းအောင်ကုနိုင်တယ်လို့များသတင်းထွက်သွားလားမသိပါဘူးဝင်းနေနီးနေနှစ်ထွေများစွာစေးကန်းတကာကပိုက်ဆံကုန်တေကားနီးဂိတ်ဆုံးစီးပေးရှင်တွေကို ambulance ကားနဲ့တင်ပြီးလွတ်လိုက်လေရှိပါတယ်တယောက်နှစ်ယောက်ဆိုရင်တော့မထောင်းတာဘူးပေါ့လေတနေ့တည်း3-4ယောက်ဖြစ်လာရင်တော့ကိုယ့်ရဲ့တိခန့်နိုင်မှုအတိုင်းတာကအဲ့ဒီမှာကုံဆုံးပါတယ်ဘာပစ္စည်းမှအလွယ်တကူမရနိုင်တဲ့တောရဲရဆေးရုံလေးစီမှာ ICU လူနာ3-4ယောက်လောက်တင်ကုထားဖို့ဆိုတာကိုချင်းလေးများလဲစောင့်အောင်တချို့ကြတော့လေစေကန်းလွတ်တာမဟုတ်ပါဘူးစေကန်းမှာပိုက်ဆံပေးစရာမရှိတော့လို့အိမ်ပြန်ခေါ်လာပြီးရက်ဆွေရမျိုးများကနတ်လန်းညွန်ပြီးလွတ်လိုက်တာပါဘုန်းကြီးเจ้าမှာစစ်ဆောင်နေရင်အစာမဝင်ရေမဝင်လေဘင်းကြီးလိမ်မော်သီးလောက်နဲ့တနာလုံးလို့ဆေးရစီခေါ်လာတာပါတဲ့အေးလေဟုတ်ပါရဲ့တနာစရာကြီးနှုတ်နေစမ်းမအောင်ခမည်းတနာတာသူ့ကိုဒီဆေးုံမှာဖုတ်ခနဲ့ချထားပြီးဆရာတို့ပဲဆက်တနာလိုက်တော့နော်ဆိုပြီးပြန်သွားမှာလားအဲ့ဒါလူတော့မဖြစ်သေးဘူးလေကျုပ်တို့ကဆေးတော့အလကားကူပေးနိုင်ပါရဲ့လူနာအတွက်ဘိုက်ချာတို့ပုပပတို့ဆိုတဲ့ကိစ္စတွေကိုဘယ်သူကလုပ်ပေးမှာလဲတကယ်လို့များလူနာကမပြောကောင်းဆိုကောင်းတေသွားခဲ့လို့ရှိရင်ဘသူ့ကိုအကြောင်းကြားပြီးဘသူကလာသကြုံမှာလဲပိုင်ရှင်မရှိသေးတဲ့ချစ်လေးရဲ့ဆိုတာဒီမှာတော့တင်မကုပေးနိုင်သေးဘူးဗျကိုမျက်နှာကြီးကလည်းမဟာတမဂန္ဒီရောမာသာထရီဇာနဲ့ရောဘယ်နာမှမနီးစပ်ပါဘူးတကယ်လို့များကိုတခုခုလုပ်ပေးလိုက်လို့ကောင်းသွားမယ်ဆိုရင်တော့ကိုယ်တိုင်းပဲလူနာရှင်လို့ရအိတ်ဆိုင်ကူပေးပါတယ်ဘလောက်လုပ်မထူးမဲ့ဟာဆိုရင်တော့တနာပါတယ်ဝမ်းနေပါတယ်ဆိုတာထက်ပိုပြောစရာမရှိပါဘူးဒီစကားတွေကိုလူနာရှိမှရောလာပို့တဲ့လူရှိမှရောစေ့မောကတခြားလူနာရဲ့ရှိမှရောကိုယ်တိုင်ပြက်သားပြောခဲ့ရတာပါတဆင့်ခံပြောရင်အပူလိုတွေရှိကုန်မှာဆိုလို့လေနောက်ကြမှနားလည်မှုတွေလွဲသွားတာလည်းမဖြစ်ချင်ဘူးသူ့အခြေအနေကိုယ့်အခြေအနေကိုကွဲပြားခွဲခြားပဲအခုလောလောဆယ်ပဲကိုယ်ဆေးဝင်မှာ severe pancreatitis နဲ့ renal function မကောင်း ARDS ဝင်နေတဲ့လူနာ2ယောက်တောင်ရှိပါတယ် critical hypoxia with shock လူနာ1ယောက်ရှိတယ် underlying cause တောင်ရှာလို့မရသေးဘူး uncontrolled diabetes လူနာလည်း2ယောက် paraplegia due to prolapse intervertebral disorder 1ယောက်ဟိုတလောတော့သေပြီလို့အောက်မေ့ထားရတဲ့ intracranial hemorrhage နဲ့လူနာ1ယောက်ကဲအဲ့ဒါတိုးဆေးုံနဲ့လားဗျာသေရကြီးရဲ့ SpO2 60-80လောက်ပဲရှိတဲ့လူနာ1ယောက်ကိုဒီရောညာကိုအောက်ဆီဂျင်ပေးထားရင်ဆလင်ဒါနှလုံးလောက်တော့အသာလေးကုန်နေရဲ့ဗျဒါတောင်မိစက်နှိုးပြီးအောက်ဆီဂျင် concentrator နဲ့ခုထားရတာအခုအဲ့လိုမျိုး3ယောက်လောက်ရှူနေတာမနေ့တုန်းကဆို6လုံးကုန်တယ်ဗျာအဲ့ဒါကြီးတွေသွားလိုက်ပြန်လိုက်နဲ့မြို့ကိုတက်ဖြစ်ရတာပိုက်ဆံကလည်းတောက်လဲကုန်တာအဖမ်းစီအန်ရယ်ကလည်းများအတော့ပြန်မှလည်းတစ်ပတ်လောက်ကြာတယ်ဗျဒါတောင်ဆေးရုံမှာဆလင်ဒါအလုံး30လောက်ရအောင်ရှုထားတာနော်မြို့ပေါ်ကလူနာကတိုးထဲမှာအောက်ဆီဂျင်ရှူဖို့လာရတယ်ဆိုတာဖြစ်တင်သလားဗျာခဏအဖြစ်လို့ကတော့ကားသမားတွေကလည်းတကြောင်ပို့ရင်ကားက9000တောင်းတယ်ဗျအတော့ပြန်ဆို3သိန်းပဲစက်ရုံကလည်းအလကားဖြည့်မပေးတော့ဘူး
လူနာတယောက်ကိုနှစ်အိုးနှုံးနဲ့10လောင်ရရှိသွားရင်ကို့မှာသိချင်းစောကိုနန်းရောနောက်ဆုံးတော့ပိုက်ဆံမကုန်ပဲတဲလို့ရတဲ့နေကိုကြမ်းဖန်ရတယ်ဗျဘလူနည်းလေးတော့ပြောမပြအောင်နော်တိုင်ရင်တက်တော့じゃသိရင်ပြန်ပိတ်အောင်မှာမလို့လေလေဘိုးနဲ့တဲ့အဲ့လောက်ဈေးကြီးနေတာဆေးဘူးများဆိုရင်တော့ကြောက်ခမန်းလေးလေးပေါ့ဗျာဆေးမတက်နေတဲ့လူနာတော်တော်များများဟာအချစ်နဲ့ရောစစ်နဲ့ရောကင်းကျင်မှကင်းမယ်ဒါပေမဲ့ drip နဲ့တော့မကင်းနိုင်ဘူးဗျတော်တော်များများ drip တန်းလက်နဲ့နေရတာဆယ်စင်းမှာတော့ကိုဗစ်စင်တာဖွင့်တဲ့အချိန်မှာ drip တစ်လုံးကို900ပတ်ဝန်းကျင်လောက်ပဲပေးရတယ်အခု3500 4000ရှိတယ်ဗျာအဲ့ဒါမနစ်ကဈေးထပ်ဖြစ်ပြောလိုက်လို့ရှိရင်အခုဈေးက1000ကျော်နေပြီနော်တဲကတော့တစ်ဖောင်9000ပေးရသေးတယ်ဗျာ drip 4မျိုးရှိတာမှာအလုံး100စီမှာထိုင်းတစ်လပြည့်အောင်သုံးမခံပါဘူးဒါလည်းရေဘူးပဲရှိတယ်လို့သဘောထားဆေးတွေတဲတာပူတာကိုနီးကိုဟန်နဲ့ရှိပေမဲ့လဲစုပေါင်းစစ်ဆေးရေးဂိမ်းမှာဆေးဘူကြီးလာထိုင်တဲ့အလှည့်နဲ့တိုးရင်မလွတ်တော့ဘူးဗျသူတို့ကမွေချင်းချီမြင်တယ်လေဘယ်ဆေးကဘလောက်တန်တယ်လဲဆိုတာသိတယ်သူတို့လက်ထက်မှာမိရင်လူတောင်းမှရှခိုးဥတင်နဲ့ဖမ်းမခံအောင်ယုံပြီးပစ္စည်းတွေထားခဲ့ရတယ်ခံဝန်ထိုးပြီး blacklist ထဲလဲထည့်တယ်တဲချင်းတဲဘိန်းတဲပေါ့ဆေးတွေတော့တဲမလာနဲ့ထောင်ကြတတ်တယ်တဲ့အခုဆိုရင်တော့စူဆောင်းရေးတဲ့ထဲမှာပေါ့လေဒီချိန်နေမျိုးမှာကြောက်ကပ်မကောင်းသောစီးကြိုလူနာဆိုးဆိုးဝါးတွေကိုတင်ပြီးကုနေရတာ3ယောက်ရှိတယ်ဗျလောလောဆယ် soluble insulin ကမြကြီးနားလည်းမှာမရမိုးညင်းလည်းမှာမရအင်မတန်ဈေးကြီးတဲ့စီးကြိုဈေးတွေကိုဒီမှာပဲမပြတ်ရတယ်အလကားရတယ်ဆိုတော့လေဖောက်တယ်လူနာတွေခင်ဗျာဘယ်ဟုတ်မှမပြေးကြတော့ဘူးဒီပဲလာကြတာမလာဘဲနဲ့ပျောက်သွားပြီးသတိလက်အမောဖောက်တော့မှရောက်လာမှဆိုလို့ကိုတို့ကတောင်းမှသတိတရားနဲ့လိုက်ခေါ်နေရပါတယ်အေးပါငါတို့ဆေးရုံမရှိတော့တဲ့အခါကျမှသူတို့ကောင်းကြီးဒုက္ခရောက်ကြမှာပေါ့နော်တကယ်ဆိုကိုနဲ့သွေးလဲမတော်သားလဲမဆက်မြင်တောင်မမြင်ဘူးတဲ့သူတွေကိုဘာဖြစ်လို့အဲ့ဒါလောက်တောင်လိုက်လုံပေးနေရသလဲအဲ့ဒါကတော့ကိုလူနာဖြစ်သွားပြီမို့ကိုတက်နိုင်တဲ့လောက်လိုက်လုံပေးနေရတာပါကိုကကူးလိုက်တယ်မသေးပဲရှင်းလာတယ်နောက်တစ်ခါပြန်ဖြစ်လာပြီးတည်သွားမအောင်မလိုလားဘူးအဲ့ဒါကြောင့်မနိစနာဆိုလဲ2လတစ်ခါပြန်ခေါ်ပြီးစီးရီပေးနေတော့မယ်လင်ဖိုမာနဲ့ကလေးလေးဆိုလဲကောင်းသွားလို့အိမ်ပြန်ပေးစင်းပြီးမှပြန်ဖောက်လာလို့ဆေးရုံပြန်တက်လာပြီးစီးရီပြန်ကုပေးနေရတော့မယ်သွေးဖောက်ဖို့ပတ်စံမရှိလဲစိုက်ရတယ်ကီမူလိုက်ဖို့ပတ်စံမရှိလဲလိုက်ဝယ်ရမှားတယ်ကီမူကြောင့်ယူရင်းချင်စီခန်းသွားမှာဆိုရင်လေအခု GMCS တွေမှာပေးရအောင်မယ်ရန်ကုန်မှာတောင်မှာမရဝယ်မရတဲ့ဆေးတွေကိုလေကံကောင်းလို့အားကြီးလို့လားမသိပါဘူးအခုပြောနေတဲ့လူနာတွေတယောက်မှမသေးပါဘူးအကုန်လုံးပြန်ကောင်းလာကြပါတယ်သို့တော့ဒါမျိုးလူနာတွေကြီးထပ်ရောက်လာရင်တော့ကိုတည်သွားလိမ့်မယ်ထင်ပါရဲ့နော်လူတကားအပူကို့အပူလုံးနေရတယ်လာတော့ကဖုတ်လိုက်ပေမဲ့2ရက်3ရက်လောက်နေလို့မျက်လုံးလေးတွေအယောင်ပြန်တောက်လာရင်ကိုတို့မှစိတ်ဆိုးလဲပြေးအမောတွေလဲပြေးလို့နောက်ထပ်ရောက်လာရင်သာစိတ်ကတူရတာအခုတည်းထိတော့တီးခံနိုင်တဲ့အတိုင်းဒါကုံဆုံးပြီလို့မဆိုနိုင်သေးပါဘူးသို့တော့ဒီထက်တော့လွန်မလာလဲနော်လို့ကြိုးអော်ထားရတယ်တီးမခံနိုင်တော့မင်းကဘာလုပ်ချင်လို့တော့ဆိုရင်ဟုတ်ကဲ့တီးမခံနိုင်တဲ့အဆုံးမှာအဲ့ဒီလူတွေကိုဥပက္ခပြုရတယ်မခေါ်မပြောလို့တောင်ပြောတာမဟုတ်ပါဘူးခေါင်းထဲမှာကိုမထားတော့တာအဲ့ဒါမှမရသေးပဲတိတ်ကိုအစိတ်တောက်ဖြစ်အန်ဒီရဖြစ်လွန်းရင်တော့ရှင်းပြပါတယ်ဆရာဝန်ဆိုတာသူများအသက်ကိုမတက်ရဘူးလို့ဆိုပေမဲ့ဆရာဝန်နဲ့လူနာအဖြစ်မဟုတ်ပဲရှေ့တန်းမှာရန်သူဖြစ်တွေ့ရရင်တော့လက်နှေးမှာမဟုတ်ပါဘူးလူပုံကြည့်ပြီးပျော်စီမှန်ရင်တော့ဂီးဘူသာပြင်ထားဒေါက်တာကြီးကသဘောကောင်းမှာပါလေဆိုတာမျိုးလာမလုံးနဲ့ငါသဘောကောင်းရမယ်တဲ့မှာမင်းမပါဘူးဒိုးလိုက်တော့တဲ့ရမယ့်နေရာတွေမှာအကုန်ပြတ်သားပါတယ်ကိုယ့်ရဲ့တိခတ်နိုင်စွမ်းနေပယ်ရဲ့ဟိုဘက်မှာဘာရှိတယ်လဲသိချင်းသွားကြည့်လိုက်ပါလက်တွေ့သိရပါလိမ့်မယ်အဲလေလီတန်ကိုကယုံလေးမြက်ဒိန်းတောင်တို့နဲ့လှိုင်းသားရကားရိုက်လို့ရနေပြီဒီတော်လိုင်းရေးမှာဘာဖြစ်လို့ဒီကနေ့အထိအသက်ရောဘဝရောစွန့်ပြီးခြေစုံပြစ်ဝင်လာရတယ်လဲဆိုရင်ဒီစစ်အစိုးရပေါ်မှာတိခတ်နိုင်စွမ်းအားတွေကုန်ဆုံးသွားလို့ပါ
သူများတွေတယောက်မှကိုယ့်ဘက်ကမပိုင်တော့ကိုတယောက်တည်းကိုသဘောနဲ့ကိုအဆုံးထိဆက်တိုက်ပါမယ်သူ့အောက်မှာတော့အသက်မစင်ပါဘူးဒါပေမဲ့ကိုနဲ့အတူစန္ဒသဘောထားတူညီတဲ့မြန်မာနိုင်ငံသားပြည်သူလူထုကတန်း90ကျော်ရှိနေတယ်ဆိုရင်တော့အသက်ဆက်မရှင်တဲ့သူကကိုမဟုတ်ပဲသူတို့ဖြစ်ရပါမယ်ဒါအရှင်းဆုံးပြောတာကိုကအပြောသမားမဟုတ်ဘူးမဖြစ်ဖြစ်အောင်လုပ်တဲ့လက်တွေ့သမားရလတ်နဲ့ပဲတက်တည်ပြမယ်ဒီလိုအချိန်မျိုးဒီလောက်အလုံများနေတဲ့ဂျားကမှစာတွေကိုဟောတပုတ်အပတ်တကုတ်ရေးသားနေတာဘာကြောင့်လို့ထင်တယ်လဲကိုလိုပဲအတွေးအမြင်မျိုးလူအတိုင်းဝိုင်းမှာထင်ဟပ်ပြန့်ပွားလာစေဖို့အတွက်ပေါ့ဟိုစီးရီဆိုတော့လိုပဲသူဒီစာအုပ်တွေရေးပြီးလို့မှသူ့နိုင်ငံလွတ်လပ်ရေးမရသေးဘူးဆိုရင်တတ်သိပြစ်မယ်တဲ့ကိုလည်းဒီတော်လိုင်းရေးမပြီးမချင်းဒီစာတွေကိုဆက်ရေးနေမယ်အောင်ကိုအောင်ရမယ်မအောင်မချင်းသေခံတိုင်းမှာဒါကြောင့်မို့လို့စာရေးတဲ့အလုပ်ကိုလည်းပို့ဖို့တဏ္ဍသဘောမထားပါဘူးရေးသမျှအပုတ်တိုင်းကိုအစွမ်းကုန်အားထုတ်ပြီးရေးတယ်အတွေ့ရောအရေးရောယော့သွားတယ်ဆိုတာမျိုးမရှိစေရဘူးကြိုက်စီခြင်းလို့ရေးတာမဟုတ်ဘူးမိုက်စီခြင်းလို့ရေးတာကိုလိုမျိုးမိုက်ကန်ကန်စွန့်စားမဲ့သူတွေထွက်လာစေခြင်းနဲ့လူလိမ္မာတွေကြီးပဲဆိုဘယ်တော့မှသူတို့လက်ကလွတ်မှာမဟုတ်ဘူးဘယ်ထိအောင်ဆက်တန်းကြီးခံကြမှာလဲတီးမခံနိုင်တဲ့အဆုံးမှာဘာဆက်လုပ်ကြမလဲကိုယ့်ဘာသာကိုစဉ်းစားထားရမယ်မလားတချို့လူတွေကမိတတ်တာလားခွင့်လွတ်နိုင်လွန်းတာလားမသိပါဘူးဆက်ရွှေတိုက်ကြီးရဲ့သားဟန်ညောင်းဝေးကျိုင်းတုံစောဝါသမီးဒေါ်ရင်နွယ်ဥကျော်ငိမ့်ရဲ့သားဘူကျော်ငိမ့်ဘူကျော်အောင်ဆန်းရဲ့သားအောင်ဆန်းဦးဒီလူကြီးတွေစစ်တပ်အလိုကြကပြသုံးတော်ခံနိုင်ဆုံးလို့ဖြင့်အံ့ဩလို့ကိုမဆုံးနိုင်ပါတည်သွားတဲ့သူတို့အဖေတွေကိုမှအာမနာခန္တီပါရမီအားကြီးလုံးဖြစ်ပါလိမ့်ပါလေဘသူ့ကိုအေဒစ်ပေးရမှန်းတောင်မသိတော့မေးပေးကြပါဦး